ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့စာအုပ်လေးကတော့ထခိုးခန်းပေါ်ကစိတ်ကူးအိမ်မက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ကိုစာရေးဆရာ EG ဆောင်းကရေးသားထားပြီးတော့မြန်မာဘာသာပြန်အနေနဲ့မတ်သက်ထားဆွေနဲ့မတ်ခင်စုစုဆန်ကဘာသာပြန်ပေးထားပါတယ်ရှင်စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကတော့ RVD ဆိုတဲ့ဒီ realization vivid dream ဆိုတာကိုသူကအဓိကအဖြစ်ပြောထားပါတယ်ပေါ့နော်ဒီ RVD ဆိုတာဘာလဲဆိုရင်စိတ်ကူးအိမ်မက်တွေကိုမသိစိတ်ထဲထိပြပြသားသားပုံဖော်မယ်ဆိုရင်တကယ်လက်တွေ့ဖြစ်လာမယ်ပေါ့နော်အဲ့ဒီသဘောတရားကိုသူကအဓိကလမ်းညွှန်ထားတာပါဖြစ်ပါတယ်အောင်မြင်မှုဆိုတာကရုပ်ပိုင်းဆိုင်ရာစူးစမ်းအထောက်မှုတစ်ခုတည်းကြောင့်မဟုတ်ဘဲမိမိလိုလားတဲ့ပန်းတိုင်မိမိလှုပ်ချင်တဲ့အလုပ်ပေါ့နော်မိမိရည်ရွယ်ထားတဲ့အိမ်မက်တွေအဲ့ဒီစီကိုရောက်ရှိဖို့အတွက်ဆိုရင်အခွင့်အလမ်းတွေကိုမသိစိတ်ထဲကနေလည်းအလိုအလျောက်ဆွဲဆောင်နိုင်အောင်ဓာတ်ပုံတွေဗီဒီယိုတွေစာသားတွေအတန်တွေနဲ့သူကဒီဗီဒီပြုလုပ်ရတဲ့နည်းလမ်းမျိုးစုံကိုသူအသက်ဝင်အောင်ပုံဖော်ပေးရမယ်ဆိုတဲ့အကြောင်းကိုကဘာကျော်ပုံကိုယ်တွေရဲ့တာရကတွေနဲ့တကွာဖော်ပြထားပါတယ်ပြီးတော့စာအုပ်ထဲမှာ positive thinking ပေါ့နော်အပြုသဘောဆောင်တဲ့အတွေးခေါ်တွေရဲ့စွမ်းအားကိုလည်းသူကအထူးအလေးပေးအသားပေးဖော်ပြထားတယ်ငါမဖြစ်နိုင်ဘူးဆိုတဲ့ရှုံးနိမ့်စေတဲ့စကားတွေအဆိုးမြင်စေတဲ့စကားတွေပြီးရင်စိုးရိမ်စိတ်လွန်ခဲ့တာတွေကိုဆွန့်လွတ်ပြီးတော့ငါအဆင်ပြေမှာပါငါအောင်မြင်ရမယ်ဆိုတဲ့ဒီထက်မြက်တဲ့အပြုသဘောဆောင်တဲ့အတွေးတွေပေါ့နော်အဲ့ဒီစကားလုံးတွေကိုသာသူကမသိစိတ်ထဲဒီစိတ်ဝင်အောင်ရိုက်တွင်းထားရမယ်ဆိုတဲ့အကြောင်းကိုသူအလေးပေးတိုက်တွန်းထားတယ်ပြီးတော့ Andrew Carnegie ရဲ့ပြုလုပ်ခဲ့တဲ့မူ6ချက်တိုင်းပေါ့နော်တိကျတဲ့ပန်းတိုင်းတွေရက်စဲတွေအစီအစဉ်တွေကိုစာတွေနဲ့ရေးသားထားပြီးတော့နေ့စဉ်အတန်ထွက်ဖတ်ရှုတဲ့အပြင်ကိုအပြုသဘောဆောင်တဲ့စိတ်ကူးပုံဖော်မှုတွေစနစ်တကျပြင်ဆင်မှုတွေလက်တွေ့စူးစမ်းမှုတွေကိုဟန်ချက်ညီညီပေါင်းစပ်ပြီးတော့လုပ်ကိုင်ရမယ်လို့လမ်းညွှန်ထားတဲ့စာအုပ်တုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာကျွန်မအကြိုက်ဆုံးဒီစာသားလေးတွေရှိရပေါ့နော်အဲ့ဒီစာသားလေးတွေကနေရာသတ်မှတ်ပြီးသားလူဆိုတာမရှိဘူးအရာအလုံးကငါ့ပေါ်မှာမူတည်နေပြီးတော့ငါဟာဒီတက်ပုံမြင့်တဲ့နေရာစီဥတည်ပြီးအပြေးသွားနေုံပဲပြီးတော့နောက်တစ်ချက်ကစကားလုံးမှာစွမ်းအားရှိရလို့ဆိုတဲ့အမှန်တကယ်ငါမဖြစ်ဘူးဆိုတဲ့ရှုံးနိမ့်စကားကိုပြောရင်ရှုံးနိမ့်မှုရောက်ချလာပြီးအဆင်ပြေမှာဆိုတဲ့အောင်မြင်တဲ့စကားကိုပြောမယ်အောင်မြင်မှုတွေရောက်ချလာတယ်ကိုပြောတဲ့အတိုင်းဘဝပါပြောင်းလဲသွားတာကိုခံစားကြည့်ရအောင်အဲ့ဒီလူစီသင်ခံစားချက်တွေကိုမထုတ်ပြခင်ဒါကိုစဉ်းစားကြည့်ပါသင်လည်းသင်ကိုယ်တိုင်တော့မသိလိုက်ပဲတစုံတဦးကိုစိတ်တန်ရာပေးခဲ့ဘူးလေဆိုတာကိုတစုံတဦးကိုဒေါသထအောင်လုပ်ခဲ့ဘူးလေဆိုတာကိုတစုံတဦးကိုနာကြီးမုန်းတီးအောင်လုပ်ခဲ့ဘူးလေဆိုတာကိုပေါ့အေယာမအောင်မြင်မှုကိုစုခူးရဖို့အတွက်ဆိုရင်အောင်ကိုအောင်မြင်ရမယ်ဆိုတဲ့အားကောင်းပြင်းထန်တဲ့စိတ်ဆန္ဒပြင်းပြမှုကသင်မသိစိတ်ရဲ့ဟိုအောက်ခြေချမ်းပြင်အထိစိတ်ဝင်ပြန့်နှံ့နေရမယ်ရင်နာစရာစိတ်ပြက်အာရုံခြင်းရှုံးနှိမ့်ခြင်းရဲ့ဥမင်လှိုင်ကောင်းကိုဖျက်သွားနေရတဲ့လူတွေလည်းရှိမှာပါဒီတိုင်းခြေကုံလက်ပန်းချပြီးအရှုံးမပေးလိုက်ဖို့မျှော်လင့်နေအောင်မြင်မှုဗီဒီကိုလောက်ဆောင်ပါမျှော်လင့်ချက်အလင်းရောင်အသစ်ကတင်တို့ကိုအလင်းပေးပါလိမ့်မယ်ဒီစာအုပ်ကိုဖတ်ခြင်းအပြင်ကျမသိရှိခဲ့ရတယ်ပေါ့နော်ဒီကျမဘာတွေသိရှိခဲ့ရလဲဆိုရင်အခုငါရဲ့စိတ်ထဲကငါတွေးတောနေတဲ့အရာတွေပေါ့အရင်တော့ငါလုပ်ခဲ့တဲ့ဟာတွေကငါတနည်းအားဖြင့်ငါလည်းဒါကိုဗီဒီလုပ်နေပါလားဆိုပြီးပထမအဆုံးတွေးပြခဲ့တယ်ပေါ့နော်ပြီးတော့ငါရဲ့ပန်းတိုင်တွေစူးစမ်းမှုတွေအပြင်အသိစိတ်ရောမသိစိတ်ပါပေါင်းစည်းပြီးတော့တိကျတဲ့ပုံရိပ်ဖြစ်လုပ်ခဲ့ဘူးရဲ့လားဆိုပြီးတော့လေကိုယ့်ကိုပြန်လေသုံးသပ်ခဲ့မိတယ်ပေါ့အရင်တော့ဆိုရင်ပန်းတိုင်တွေကိုတွေးရုံပဲတွေးပြီးဖြစ်နိုင်ပါမလားဆိုတဲ့တန်တရားစိတ်တွေနဲ့ပေါ့နော်စိုးရိမ်စိတ်တွေနဲ့အဲ့လိုမျိုးလုပ်ခဲ့ဘူးပဲမဲ့စာအုပ်ထဲမှာဆိုရင်စာရေးသားသူကပြောထားတယ်နေရာသတ်မှတ်ပြီးသားလူဆိုတာမရှိဘူးအရာအလုံးကငါ့ပေါ်မှာမူတည်နေတယ်ပြီးဒီထက်ပိုမြင့်တဲ့နေရာတွေစီကငါဥတည်ပြီးပြေးသွားနေုံပဲလို့သတိပေးထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီလိုမျိုးဒီ positive thinking ရဲ့စကားလုံးတွေရဲ့စွမ်းအားတွေအရေးပါပုံကိုအဲ့မှာကိုကနားလည်ခဲ့တယ်ပေါ့နောက်ရှေ့လျှောက်လဲကိုရှောက်ရမယ့်လမ်းတွေမှာစိတ်သက်ခွန်အားနဲ့အပြုသဘောဆောင်ရမယ်ဆိုတာကိုလည်းနားလည်ခဲ့ရတယ်တစ်ချိန်တည်းမှာပဲပေါ့နော်အရင်တုန်းကကိုကအပြတ်သဘောဆောင်တဲ့လုပ်ရက်တွေကိုပဲလုပ်ခဲ့မိတာကိုလည်းကိုပြန်လဲတွေးရှိခဲ့ရတယ်ပေါ့နော်ဒါကြောင့်မို့နောက်မှဆိုရင်ကျမဆိုရင်အခြားသူတွေရဲ့စိတ်တန်ရာမဝေဖန်ပြီးကိုယ်တိုင်လဲသူများကိုမသိလိုက်ပဲသူတစ်ပါးကိုစိတ်တန်ရာပေးခဲ့ဘူးမှာပဲဆိုတာကိုလေကွာသတိပြုရမယ်ပေါ့နော်ကိုချင်းစာတရားကိုမွေးမြူမယ်ပေါ့ကိုယ့်ရဲ့အနာဂတ်နဲ့နေရာကိုမိသည့်ဘယ်ပတ်ဝန်းကျင်ကမှအပိုင်သတ်မှတ်ထားခြင်းမရှိတာဖြစ်တဲ့အတွက်ကိုလှုပ်ချင်တဲ့ဟာကိုယ့်ဘာကိုပုံသိမ်းယူမှာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ကိုလိုချင်တဲ့ပန်းနိုင်စီကိုမဆုံးမနစ်ပဲကိုသွားရောက်မယ်ပေါ့နော်ထို့ပြင်စကားလုံးတွေမှာလည်းသူကစွမ်းအားတွေအများကြီးရှိတဲ့အတွက်ငါမဖြစ်နိုင်ဘူးရှုံးနေစီတဲ့အစိုးမြင်စကားလုံးတွေကိုလုံးဝမတွေးဘဲနဲ့အဲ့ဒါတွေကိုလုံးဝစွန့်လွတ်ပြီးတော့ပေါ့နော်ငါအဆင်ပြေမှာငါလုံနိုင်တယ်ဆိုတော့ positive thinking ဘိုင်းကိုပဲကိုကအမြဲတမ်းတွေးရမယ်ဆိုတာနောက်အမြဲတမ်းအဲ့လိုပဲတွေးသွားမယ်ပေါ့နော်ပြီးရင်ကိုကအဆင်မပြေမှုတွေစိတ်ပြက်အာရုံခြင်းတွေရှုံးနေခြင်းတွေနဲ့
ကိုကကြုံတွေ့လို့ခြေကုန်လက်ပန်းကျနေနေတာမှပဲကိုကအရှုံးမပေးပဲပေါ့နော်အောင်မြင်ဖို့ဒီဗီဒီယိုဇက်တိုက်လှုပ်ဆောင်သွားမယ်ပေါ့ဒီစာအုပ်လေးထဲမှာဆိုလို့ရှင်တော့သူကဘလောက်ပဲစူးစမ်းဘာလို့မအောင်မြင်တာလဲလို့မေးခွန်းထုတ်နေသူတွေအတွက်ရိုးရိုးစိတ်ကခွန်အားပေးရုံမဟုတ်ဘဲနဲ့စိတ်ကူးပုံဖော်မှုတွေကိုစနစ်တကျပြင်ဆင်ရမယ်ပြင်လက်တွေ့စူးစမ်းမှုတွေကိုပေါင်းစပ်ပြီးတော့မတိစိတ်စွမ်းအားနဲ့ဘဝကိုပြောင်းလဲနည်းတွေကိုလက်တွေ့ကြတရကားများနဲ့ဖော်ပြထားတဲ့အတွက်ကြောင့်ဖတ်ကြည့်တဲ့တော့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်ရှင်